အားလုံးပဲမင်္ဂလာပါ United Store ကနေကြိုဆိုပါတယ် United ကစနေနေ့ည7:00 နာရီမှာဗိုလ်ထွေးကွင်းမှာ Brighton သင်းကိုဧည့်ခံကစားခဲ့ပြီး 4-2 ဆိုတဲ့ဂိုးပြတ်ရလဒ်နဲ့အနိုင်ရခဲ့တယ်ဒီပွဲမှာ United အနေနဲ့ကောင်းဆုံးပုံစံပြသခဲ့တယ်လို့ပြောလို့ရတယ်လို့စိတ်ဓာတ်ပိုင်းမှာလည်းယုံကြည်မှုအားကောင်းနေတာကိုတွေ့ခဲ့ရတယ်အထူးသဖြင့် M1 အနေနဲ့နောက်ပိုင်းပွဲတွေမှာဆိုရင်နီးဗျူဟာချင်းကပ်ပုံတွေဟာတပွဲနဲ့တပွဲတေချာကျူးဆိုင်ပြီးတူညီတဲ့နီးဗျူဟာပိုင်းတွေကိုသုံးပြလာခဲ့တာကိုတွေ့ခဲ့ရတယ်အထူးသဖြင့်တစ်ဖက်သင်းရဲ့အားနည်းချက်တွေကိုသုံးချလာနိုင်တာကိုတွေ့ခဲ့ရတယ်အဲ့တော့ M1 အနေနဲ့နောက်ပိုင်းပွဲတွေမှာဘယ်လိုနီးဗျူဟာပိုင်းတွေကိုသုံးပြခဲ့တာလဲဒီပွဲမှာရောဘယ်လိုနီးဗျူဟာပိုင်းတွေကိုသုံးပြခဲ့လဲဆိုတာနဲ့ပတ်သက်ပြီးတော့ဒီနေ့ဆွေးနွေးသွားမှာဖြစ်ပါတယ်M1 အနေနဲ့ဒီနေ့ပွဲမှာဆိုသူ့ရဲ့ system ဖြစ်တဲ့ 3-4-2-1 formation နဲ့ပွဲထွက်လာခဲ့ပြီးလူစင်းမှာပြီးခဲ့တဲ့လီဗာပူးနဲ့ပွဲကလူစင်းကို2နေရာပဲပြောင်းလဲပြုလုပ်လာခဲ့တာကိုတွေ့ခဲ့ရတယ်။မောက်အစား19နဲ့မကွမ်းရနေရာမှာလန်နီယိုတို့ပါဝင်လာခဲ့တာကိုတွေ့ခဲ့ရတယ်။ M1 အနေနဲ့နောက်ပိုင်းပွဲစဉ်တွေဖြစ်တဲ့စန်ဒါလန်နဲ့ပွဲစဉ်ကစလို့အခုနောက်ပိုင်းပွဲတွေမှာဆိုရင် off the ball မှာဆိုရင်ကသုံးပြခဲ့တဲ့ 5-2-3 shape ကနေ 4-4-2 shape နဲ့ 5-4-1 shape ကိုအသုံးပြုလာခဲ့တာကိုတွေ့ခဲ့ရတယ်။ 5-4-1 shape မှာဆို low block တည်ပြီးတော့ 4-4-2 shape မှာဆို mid block တည်ပြီး present ပေးတာကိုတွေ့ခဲ့ရတယ်။ဒါကိုလီဗာပူးနဲ့ပွဲမှာဆိုကောင်းကောင်းမြင်တွေ့ရနိုင်တယ်။ကျွန်တော်တို့ဒီမှာကြည့်လိုက်အောင်လီဗာပူးရဲ့ဘောလုံးကင်ပြီးဖိအားပေးမှုကကိုဘတ်ဖိုင်နယ်သားဆောင်တဲ့ကိုရောက်ပြီးအထူးသဖြင့်မီလိုကောက်ကရှေ့ကိုတက်လာတဲ့အချိန်မှာတော့အာမတ်အနေနဲ့နောက်ထိဆင်းကူပြီး5-4-1 shape ကိုပုံပေါ်ထားတာကိုတွေ့ရလိမ့်မယ်တကယ်လို့လီဗာပူးရဲ့ဘောလုံးကန်ဖိအားပေးမှုကကိုယ့်ရဲ့ဖိုင်နယ်သားဆောင်တဲ့မှာမရှိပဲအထူးသဖြင့်ကာကတ်အနေနဲ့လီဗာပူးရဲ့ကွန်းဘတ်ချက်မှာပဲရှိနေတယ်ဆိုလို့ရှိရင်အာမတ်အနေနဲ့ကွန်းလက်ထိတက်ပြီးတော့ 4-4-2 shape mid block ကိုတည်ပြီး present ပြုလုပ်တာကိုတွေ့ခဲ့ရတယ်ဒါဟာနောက်ပိုင်းပွဲစဉ်တွေမှာဆို M1 အနေနဲ့ off the ball movement တွေမှာဆိုအဓိကထားသုံးယူနေတဲ့ formation shape တွေဖြစ်တယ်ဒီလိုသုံးယူလိုက်တာက Premier League နဲ့လည်းကိုက်ညီတယ်လို့ကွင်းလယ်မှာ2ယောက်ပဲထားတဲ့အတွက်ရုန်းကန်နေရတဲ့ Bruno Fernandes ကိုအခုဆိုလွတ်လပ်စွာနဲ့ပုံစံကောင်းပြသနေတာကိုမြင်တွေ့ခဲ့ရတယ်လို့ပြောလို့ရတယ်ဒါအပြင်ကွင်းလယ်လူ2ယောက်အတွက်လည်း pressure တိတ်မရှိတော့တာကိုတွေ့ခဲ့ရတယ်ဒါအပြင်အမွန်အနေနဲ့တပွဲနဲ့တပွဲမှာတစ်ဖက်သင်းရဲ့အားနည်းချက်ကိုရှာကဒီဗျူဟာပိုင်းချင်းကပ်ပုံကိုကြောင်းလဲသုံးပြလာတာကိုတွေ့ခဲ့ရတယ်။စန်ဒါလန်နဲ့ပွဲမှာဆိုစန်ဒါလန်ရဲ့အဓိကကွန်းလေလူရှာကာကို present ပြုလုပ်ပြီးချင်းကပ်လာတယ်လို့လီဗာပူးနဲ့ပွဲမှာဆိုလီဗာပူးရဲ့ခံစစ်တွေဖြစ်တဲ့ဗန်ဒိုက်နဲ့ကိုနာတီတို့ရဲ့အမြေဘောအားသာချက်ကိုမရှင်နိုင်တဲ့အတွက်မြေဘောကကျလာတဲ့စကန်ဘောကိုအဓိကနိုင်ယူဖို့ချင်းကက်လာတာကိုတွေ့ခဲ့ရတယ်။အဲ့ဒီပွဲမှာ United ကစကန်ဘောအနိုင်ရရှိမှု18ကြိမ်ထိရှိခဲ့ပြီးပထမပိုင်းမှာဆို17ကြိမ်ထိအနိုင်ယူခဲ့တာကိုတွေ့ခဲ့ရတယ်။လီဗာပူးအနေနဲ့ပထမပိုင်းမှာ4ကြိမ်ထိပဲအနိုင်ယူနိုင်ခဲ့တာကိုတွေ့ခဲ့ရတယ်။အမ်ဘူဘူ2မိနစ်မှာသွင်းခဲ့တဲ့ဂိုးမှာဆိုရင်စကန်ဘောကိုဆောင်ပြီးတိုက်စစ်ဆင်ကရရှိခဲ့တာလို့ပြောလို့ရတယ်။ Brighton နဲ့ဒီပွဲမှာဆိုရင် M1 အနေနဲ့လောင်းဘောကိုတင်က area G ကိုအဓိကထားအသုံးပြုခဲ့တာမဟုတ်ဘဲ Brighton ရဲ့လျင်မြန်တဲ့ကစားကွက်နဲ့တံပြန်တိုက်စစ်တွေကို red defense ပုံစံနဲ့ထိန်းချုပ်ပြီး Brighton ရဲ့လျင်မြန်တဲ့ကစားကွက်ကိုဖျက်ဆီးဖို့ကြိုးစားလာတာကိုတွေ့ရတယ်။အထူးသဖြင့် 5-4-1 နဲ့ 4-4-2 mid block တွေက interception ကိုအဓိကထားပြုလုပ်ပြီး Brighton အမှားကိုအသုံးချကဂိုးရကိုကြိုးစားလာတာကိုတွေ့ရတယ်။အထူးသဖြင့်ဒီနေ့ပွဲမှာလူးရှော့ကိုရှေ့ထိတက်ခါမာကင်ယူခိုင်းပြီး Brighton ရဲ့ကစားကွက်ကိုပြတ်သွားအောင်အတင်းပြက်အတင်းလူပုံစံမျိုးနဲ့ကစားသွားတာကိုတွေ့ခဲ့ရတယ်။ဒီပွဲမှာလူးရှော့ကကွန်းလေထိတက်ခါ present ပေးပြီး Bruno နဲ့ Casemiro ကတိုက်စစ်နေရာထိတက်ပြီး present ပြုလုပ်ထားတာကိုတွေ့ရလိမ့်မယ်။ဒီလိုဖိအားပေးခြင်းဟာ United အတွက်အနိုင်ရလက်ရဖို့အတွက်အဓိကဖြစ်ခဲ့တယ်လို့ပြောရမှာဖြစ်တယ်။ဒါကိုခွင်ဟာရသွားတဲ့ကိုနဲ့ Casemiro ရသွားတဲ့ကိုမှာဆိုလူးရှော့ရဲ့အရေးပါပုံကိုမြင်တွေ့ရနိုင်တယ်။ဒါကိုဒီမှာကျွန်တော်တို့ကြည့်လိုက်ရအောင်။လူးရှော့နဲ့လန်နီယိုကိုကွန်းလေထိတက်ပြီးမာကင်ယူတဲ့ချိန်မှာ Bruno နဲ့ Casemiro က
ရှေ့ကိုတက်ပြီးပြန်ကျလာနိုင်တဲ့စကန်ဘိုးကိုလွယ်လက်လက်စောင့်နေလို့ရတဲ့အနေအထားမှာရှိနေခဲ့တယ်။ဒီကနေပဲကျလာတဲ့စကန်ဘိုးကိုဘရူနိုနဲ့ကက်စမဲရိုပေးယူလုပ်ပြီးကက်စမဲရိုကကွင်ဟာစီကိုခင်းပေးလိုက်ရာကနေကွင်ဟာအနေနဲ့လှပတဲ့အဝေးကန်ချက်နဲ့ United အတွက်ပထမဆုံးဂိုးကိုသွင်းယူနိုင်ခဲ့တာဖြစ်တယ်။ကက်စမဲရိုရဲ့ဂိုးမှာဆိုရင်လည်း Brighton ရဲ့ဘောလုံးလမ်းကြောင်းကိုလူရှော့နေနဲ့လိုက်လံဖျက်ဆီးကကက်စမဲရိုစီကိုဘောလုံးကြောက်သွားကကက်စီရဲ့ကန်ချက် Brighton ရဲ့ခံစစ်နဲ့ထိကလမ်းကြောင်းပြောင်းပြီးဂိုးရရှိခဲ့တာကိုတွေ့ရလိမ့်မယ်။ဒါပြင်အမ်ဘူဘူရဲ့ဂိုးမှာဆိုရင်လည်းလူတာရဲ့ဘောလုံးဆွဲလာမှုကိုလူရှော့လိုက်လံဖျက်ဆီးရာကနေဘောလုံးပြတ်သွားပြီးတော့ဒါလော့စီကိုရှာသွားခဲ့တယ်။ဒါလော့ကစကူစီကိုခင်းပေးပြီးစကူကနေအမ်ဘူဘူစီကိုခင်းပေးလိုက်ရာကနေဂိုးဝင်သွားခဲ့တာကိုတွေ့ရလိမ့်မယ်။ဒီပွဲမှာရသွားခဲ့တဲ့ပထမ3ဂိုးမှာလူရှော့ရဲ့ရှေ့ထီတက်ပြီးမာကင်ယူမှုကရေးပါခဲ့တာကိုတွေ့ရလိမ့်မယ်။ဒါဟာဒီနေ့ပွဲမှာအမွန်ရဲ့နီးဗျူဟာချင်းကပ်မှုလို့ပြောလို့ရတယ်။ဒီနီးဗျူဟာချင်းကပ်မှုဘယ်လောက်မှန်ကန်ခဲ့လဲဆိုတာကိုပြောလို့ဆိုရင်နောက်ဆုံးရခဲ့တဲ့ဂိုးကိုကြည့်ရင်တွေ့နိုင်တယ်။နောက်ဆုံးရခဲ့တဲ့ဂိုးကိုဖန်တီးပေးခဲ့တာကလူရှော့နေရာမှာအသားဝင်ကစားခဲ့တဲ့ Eden Heaven ဖြစ်တယ်။ဒီမှာဆိုရင်ဒါကိုမြင်တွေ့ရနိုင်တယ်။ဒီမှာဆို Brighton ဘက်ကဘောလုံးကန်ထုတ်လိုက်တဲ့အလုံးကို Eden Heaven အနေနဲ့ရှေ့ကိုတက်ထောက်ပြီးဘောလုံးရယူပါလမ်းကြောင်းထဲကိုထိုးပေးလိုက်ရာကနေအမ်ဘူဘူကပြေးထွက်ပြီးသူ့ရဲ့ဒုတိယဂိုးကိုသွင်းယူနိုင်ခဲ့တာဖြစ်တယ်။ဒီဂိုးမှာဆိုဖာနန်တက်ရဲ့ပန်းနဲ့တဲ့အကွက်မြင်မှုနဲ့အမ်ဘူဘူရဲ့နေရာယူကအချိန်ကိုက်ပြေးထွက်မှုကိုထီကျူးရမှာဖြစ်တယ်။နောက်တဲ့ဒီပွဲမှာအမွန်ရဲ့နီးဗျူဟာချင်းကပ်ပုံကိုလည်းထီကျူးရမှာဖြစ်တယ်။ဒီနေ့ပွဲမှာသူရှေ့တက်ခိုင်းတဲ့လက်စင်တာဘက်မှာပွက်ထွက်လာခဲ့တဲ့လူရှော့ရောလူသားဝင်လာတဲ့ Eden Heaven ရောဒီနေ့ပွဲမှာရရှိခဲ့တဲ့၄ဂိုးလုံးမှာရေးပါခဲ့တယ်လို့ပြောလို့ရတယ်။နှစ်ယောက်လုံးလည်းဖန်တီးမှုရခဲ့ကြတယ်။ဒါပြင်ဒီပွဲမှာကွန်းလန်နဲ့တိုက်ခိုက် connection ကလည်းတိုးတက်လာခဲ့တာကိုတွေ့ခဲ့ရတယ်။ Casemiro အနေနဲ့သူ့ရဲ့အသက်အရွယ်နဲ့မလိုက်အောင်ကောင်းဝင်ခဲ့တာကိုတွေ့ခဲ့ရတယ်။ကွန်းလန်ကိုထိန်းချုပ်ပြီးကစားနိုင်ခဲ့တယ်လို့သွင်းဂိုးတစ်ဂိုးနဲ့ဖန်တီးမှုတစ်ချိန်မှာပြုလုပ်သွားနိုင်ခဲ့တာကိုတွေ့ခဲ့ရတယ်။ဖာနန်တက်ကတော့ဒီနေ့ပွဲမှာအကောင်းဆုံး performance ကိုပြသခဲ့ပြီးသူ့ရဲ့ပွဲ300ပြည့်ကိုနိုင်ပွဲနဲ့ဆုံးသက်နိုင်ခဲ့တာကိုတွေ့ခဲ့ရတယ်။တိုက်စစ်ကစားသမားတွေဖြစ်တဲ့အမ်ဘူဘူစကူခွင်ဟာတို့နဲ့ connection ကောင်းအောင်ချိတ်ဆက်နိုင်တာကိုပြသခဲ့တယ်။အထူးသဖြင့်ဒီပွဲမှာတိုက်စစ်ခံစစ် balance ဖြစ်အောင်ကစားသွားခဲ့တာကိုတွေ့ခဲ့ရတယ်။ interception နဲ့ recovery တွေမှာကောင်းဝင်ခဲ့တာကိုတွေ့ခဲ့ရတယ်။ဒါပြင်ဒီပွဲမှာတိုက်စစ်ကစားသမား3ယောက်လုံးဂိုးပေါင်ဝင်ပတ်သက်ခဲ့တာကလည်းတပြေးပြေးနဲ့ United တိုက်စစ်အားတိုးတက်လာတဲ့ connection ချိတ်ဆက်မှုတွေရှိလာပြီဆိုတာကိုမြင်တွေ့ခဲ့ရတယ်လို့အာမတ်နဲ့အမ်ဘူဘူအတွဲကလည်းတပြေးပြေးနဲ့တိုးတက်လာတဲ့ layer play ကိုတပြေးပြေးတွေ့နေရပြီဖြစ်တယ်။ဒါပြင် United တိုက်စစ်ကအဆုံးသက်ပိုင်းမှာကောင်းမွန်လာခဲ့တာကိုမြင်တွေ့ခဲ့ရတယ်။ United ကပြီးခဲ့တဲ့ပွဲတွေမှာဆို AG over perform ပြုလုပ်ခဲ့ပြီးအဆုံးသက်ပိုင်းအားနည်းမှုတွေကြောင့်သွင်းဂိုးတွေမရရှိခဲ့ပဲရှုံးပွဲတွေနဲ့ပါရင်ဆိုင်ခဲ့ရတာကိုတွေ့ခဲ့ရတယ်။ဒါပေမဲ့နောက်ဆုံးနှစ်ပွဲမှာ United က underperform AG ဖြစ်တဲ့ဂိုးရနိုင်ခြေ 2.54 AG ကနေသွင်းဂိုး6ဂိုးထိရရှိခဲ့တာဖြစ်တယ်။ဒီပွဲမှာဆို United ကဂိုးရနိုင်ခြေ 1.29 AG ကနေ4ဂိုးထိသွင်းယူနိုင်ခဲ့တာကိုတွေ့ရလိမ့်မယ်။ဒါဟာဥရောပထိပ်တန်းလိဂ်5ခုမှာဂိုးရနိုင်ခြေအနည်းဆုံးခြေနေကနေအဆုံးသက်ပိုင်းကောင်းမွန်တဲ့ဂိုးသွင်းစွမ်းရည်ရှိတဲ့တသင်းလေးတော့အသင်းဖြစ်ခဲ့တယ်။ဒါဟာအားရစရာကောင်းတဲ့တိုးတက်လာတဲ့အဆုံးသက်ပိုင်းစွမ်းဆောင်ရည်လို့ပြောရမှာဖြစ်တယ်။ဒါပြင်အမ်ဘူဘူနဲ့ကွင်ဟာတို့ရဲ့ခံစစ်ထိဆင်းကူမှုကဒီနေ့ပွဲမှာအားရစရာကောင်းခဲ့တာကိုတွေ့ခဲ့ရတယ်။ဒါဟုတ်ဒီမှာကျွန်တော်တို့မြင်တွေ့ရနိုင်တယ်။ဒီပွဲမှာဂိုးသမားလီမန်အနေနဲ့ရေးပါတဲ့ကာကွယ်မှုကိုပြုလုပ်နိုင်ခဲ့တာကိုတွေ့ခဲ့ရတယ်။အားနည်းချက်အနေနဲ့တော့ Royal သွင်းယူခဲ့တဲ့ free kick ကိုတော့ဒီထက်ပိုပြီးလုပ်ပြနိုင်ခဲ့တဲ့လို့ထင်တယ်။ဒါပေမဲ့အခုမှ Premier League ကိုရောက်လာခဲ့သလိုငယ်ရွယ်သေးတဲ့အရွယ်ဖြစ်တဲ့အတွက်ဒီမှာကနားလည်ပေးလို့ရပြီး Webback ကန်ချက်ကလည်းတောင်းမချပေမဲ့ကောင်းမွန်ခဲ့တာကိုတွေ့ခဲ့ရတယ်။
ဘယ်လိုပဲနေနေဒီပွဲမှာပူနာနာဘီယန်ဒါတို့နဲ့မတူတဲ့ပုံစံကောင်းပြသနေတာကိုတော့လက်ခံရမှာဖြစ်တယ်။ဒါ့အပြင်ဒီနေ့ပွဲမှာလူစားလင်းလိုက်တဲ့အခိုက်အတန့်မှာကစားတိတိတာတာကျသွားတာကိုတွေ့ကြရတယ်။ဒါကိုတော့နောက်ပိုင်းပွဲတွေမှာအမွန်အနေနဲ့တတိထားရမယ့်အခြေအနေဖြစ်တယ်လို့အထူးသဖြင့်အာမတ်နဲ့ကက်စမဲရိုလဲလိုက်တဲ့အချိန်မှာတိတာလွန်ပြီးနှစ်ကူကပြန်ပေးခဲ့ရတာကတော့စိတ်ပြက်စရာအခြေအနေဖြစ်ပြီးဒါကပဲကက်စမဲရိုနေရာမှာကိုဘီကိုဘာကြောင့်မသုံးတာလဲကိုဘီနဲ့ဥကာလေးကိုကြော်ပြီးအသက်34နှစ်ရွယ်ကက်စမဲရိုကဘာကြောင့်အမွန်ရဲ့ကစားကွက်မှာပွဲထွက်ခွင့်ရနေခဲ့လဲဆိုတာနဲ့ပတ်သက်ပြီးတိတာခဲ့သလိုကိုဘီအနေနဲ့ဖာနန်ဒက်နဲ့တိုက်ပွဲဝင်ရမယ်လို့ပြောခဲ့တဲ့အမွန်ရဲ့စကားတွေကက်စမဲရိုနေရာမှာဥကာလေးကိုထည့်ပြီးကိုဘီကိုဖာနန်ဒက်နေရာမှာအသုံးပြုခဲ့တာတွေကအမွန်ရဲ့နီးပြဟာဘာကြောင့်မှန်ကန်ခဲ့လဲဆိုတာကိုသိတာခဲ့တဲ့ပွဲဖြစ်တယ်ကိုဘီအနေနဲ့အမွန်ရဲ့ကစားကွက်ဖြစ်တဲ့နောက်မှာတယောက်တည်းကြံခဲ့တဲ့ DM ရိုးမှာဆင်မပြေနိုင်တာကိုဒီနေ့ပွဲမှာခံစားခဲ့ရတယ်လို့ပြောလို့ရတယ်ဘလို့ပဲဖြစ်ဖြစ်ဒီနေ့နိုင်ပွဲဟာ United ရဲ့ဥရောပဝင်ခွင့်အတွက်ခြေနေကောင်းခဲ့တယ်လို့တပွဲပြီးတပွဲတသင်းလုံးရဲ့တိုးတက်လာတဲ့ connection ကိုမြင်တွေ့ခဲ့ရတယ်နောက်ပိုင်းပွဲတွေမှာလည်းဒီပုံစံကိုဆက်ထိန်းထားနိုင်မယ်လို့မျှော်လင့်ရတယ်အားရစရာကောင်းတဲ့ယုံကြည်မှုနဲ့ကစားကိုတွေ့ကြရပြီးကစားသမားအသစ်တွေရဲ့အသင်းပေါ်ကျိုးသက်ရောက်မှုကိုလည်းမြင်တွေ့ခဲ့ရတယ်လို့ပြောလို့ရတယ်အထူးသဖြင့်အမ်ဝူအနေနဲ့ဒီနေ့ပွဲမှာရောပွဲတိုင်းမှာရော big performance ပြသနေခဲ့တဲ့အတွက်အားရကျေနပ်မိတယ်အဲ့တော့အမ်ဝူအနေနဲ့နောက်ပိုင်းပွဲတွေမှာအခုလိုနိုင်ပွဲဆက်မှုကိုဆက်ထိန်းထားနိုင်မလားဆိုတာကတော့စောင့်ကြည့်ရမှာဖြစ်တယ်ကဲအဲ့တော့ဗီဒီယိုလေးတင်ဆက်ပေးပြီဆိုတော့နောက်ထပ် United ရဲ့အကြောင်းအရာတွေကိုနားဆင်ခြင်းနဲ့ကြည့်ရှုခြင်းနဲ့ဆိုရင်ကျွန်တော်ရဲ့ YouTube channel လေးကို like and subscribe လုပ်ထားပြီးကိုတောင်းဆိုပါတယ်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်